ငွေကြေးလွတ်လပ်မှုအတွက်မရှိမဖြစ်အခြေခံရှိချက်မသိရင်ငွေကတကယ်ပဲမနေရဘူးနော်တစ်ဝင်ငွေထွက်ငွေတီးအောင်လုပ်ပါရိုးရှင်းပေမဲ့စတင်ရမယ့်အခြေခံအကျဆုံးအရာပါသုံးဆွဲတဲ့အခါအမြဲတမ်းသတိထားပါညင်အရေးပေါ်ငွေကြီးအိတ်ဆောင်ထားပါမမျော်လင့်ထားတဲ့အခြေအနေအတွက်6လစာလောက်ထိပြင်ဆင်ထားပါ3အကျွေးကိုစနစ်တကျစီမံပါအတိုးနှုန်းများတဲ့အကျွေးတွေကိုအမြန်ဆက်ပါဒါမှတင်းရင်ငွေတွေအလကားမကုန်ပါဘူး4အနာဂတ်အတွက်စီမံပါအရေးကြီးတာနဲ့အရေးမကြီးတာခွဲခြားသုံးပါလိုအပ်တာနဲ့လိုချင်တာကွာပါတယ်ငါရင်းနှီးမြုပ်နှံမှုလို့ပါငွေကိုအလုတ်ခိုင်းပါအချိန်ကြာလာတာနဲ့အမျှတင်းငွေတွေဒိုးပွားလာအောင်စီစဉ်ပါ6အာမထားပါကျမ်းမာရေးနဲ့အသက်အာမခံလိုမျိုးမဖြစ်လိုအပ်တဲ့ကာကွယ်မှုတွေပြုလုပ်ပါ9ပညာတိုးတက်အောင်လုပ်ပါပညာကျွမ်းကျင်မှုနဲ့ငွေရှာနည်းအသစ်တွေနဲ့စီးပွားရေးစိတ်ချက်ကောင်းတွေကိုမွေးမြူပါ10ငွေစုပါဝင်ငွေတစ်ခုရတိုင်းလစာတစ်ခါရတိုင်း10%တက်စုထားပါတင်းကျော်အသုံးဝင်နေဆိုရင် save လုပ်ပြီးမိတ်ဆွေတွေနဲ့ share လုပ်ပါနောက်ထပ်နည်းသစ်တွေသိချင်ရင် follow လုပ်ထားပါနော်